ကျွန်တော်နာမည်ကတော့ NI ဖြစ်ပါတယ်ဒီနေ့ video မှာ mini Minecraft ဆော့ပြမှာဖြစ်ပါတယ်video လေးမစခင်မှာကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးတောင်းဆိုစီပါတယ်အဲ့ဆိုတော့ video လေးကိုသွားလိုက်ကြကျွန်တော်အရင်တုန်းကတက်ပင်လေးခုတ်ပြီး video ပြတ်သွားတယ်ပေါ့နော်အဲ့တော့ပြန်မရရှင်လို့ဒီကနေပဲပြတ်စားလိုက်ပါမယ်ကျွန်တော်တေဝါနေရာပြန်ရောက်တယ်ပေါ့နော်အဲ့တော့ဒီကကျွန်တော်တေဝါကိုလာကားတွေပါလေးပြန်ဖြည့်ရပေါ့ဖြည့်ပြီးတော့ဒီမှာ diamond ရှိတာကျွန်တော် iron လေးကျန်ခဲ့လို့ရှိရဲ့ iron လေးယူပြီးတော့ picket တစ်ခုလုပ်လိုက်ပါတယ်picket လောက်ဖို့ဒုတ်လိုနေရကျွန်တော်မေးပြီးတော့ဒုတ်ကိုခွက်လိုက်တယ်ခွက်ပြီးတော့ iron နေရပြီးတော့ကျွန်တော်ရှိလုပ်လိုက်ပါတယ်ဒီ picket နဲ့လေးပေါ်မှာဝဲနေတဲ့ diamond တွေကိုတူးမှဆိုဆရာလိုက်မယ်ကျွန်တော်ကျန်တဲ့ diamond တွေရှိလားဆိုစူးစမ်းတဲ့စိတ်နဲ့ဆောက်လို့iron တွေကမတွေ့ဘူးဆိုပြီးတော့ပြီးသွားတော့တော့ diamond ပြီးတော့ diamond တူးဆောက်လိုက်တော့ပြီးတော့ကန်အောင်ကျွန်တော် diamond နောက်မှာ iron တော့ပြန်တွေ့ပါ diamond ထားလိုက်တော့တူးတော့ဆိုကျွန်တော်ပြီးတော့တူးလိုက်ပါပြီးတော့နောက်တစ်လုံးတွေ့လို့ပြီးတော့ဟိုအပေါ်မှာ diamond တွေတွေ့ပါတယ်ကျွန်တော်မြင်လားမသိပါဘူးပြီးအပေါ်မှာ diamond တွေတူးလိုက်ပါတယ်တူးပြီးတော့ရတဲ့ဟာဒီအကုန်လုံးကျွန်တော် diamond pick sock လုပ်ဖို့စဉ်းစားလိုက်တယ်ကျွန်တော် furnace ပြောက်လို့ပေါ့နော်လက်ချလိုက်ရတာမောနေပြီဖေကလာပြီးတော့ inventory လေးကြည့်လိုက်တော့လည်းမရှိဘူးအဲ့တော့ဘာလုပ်မှလဲဆိုကျွန်တော်လည်းတိုင်ပတ်ပါတယ်ပြီးတော့တိုးကြည့်လိုက်တယ်ဘယ်မှမတွေ့ဘူးနောက်မှာ furnace ကြီးရောက်ပြီးတော့ကျွန်တော် iron တွေကျိုးတယ် diamond ကကျိုးလို့မရဘူးအဲ့တော့ကျွန်တော်ဆွတ်လေးတစ်ခုခွက်လိုက်တယ်ခွက်ပြီးတော့ကျွန်တော်အောက်ကိုဆင်းနေဆိုတော့မဆုံးခဲ့ရသေးပါဘူးဗျကျန်တဲ့ iron picket တွေဒီကဟာလေး iron လေးရှိလို့ညာရနဲ့တူပါတယ်တူပါတယ်မတွေ့ပါဘူးမတွေ့ရကျွန်တော်အခုပြုတ်ကြပါတယ်အဲ့နေသားကြီးဆိုကျွန်တော်လည်းမနေရင်သေးဘူးကွာဆိုဘလို့ရှာဖို့လို့ရမယ်ဒီမှာတကားပေါက်ရှိနေကျွန်တော်တကားပေါက်ကိုဖြတ်လိုက်ရဖို့ဆုံးပြဲလိုက်ပါတယ်ဖြတ်ဖို့ဆုံးပြဲလိုက်ပါတယ်ပြီးတော့တကားပေါက်ကိုကျွန်တော်ဖြတ်လိုက်ပါတယ်ရှာလို့မရဘူးဆိုတကားပေါက်ကိုဖြတ်လိုက်တော့ကျွန်တော်ကဖုန်းနဲ့ဆိုတော့ဗျာစိတ်တော့မဆိုးကြပါနဲ့ကျွန်တော်ဖုန်းနဲ့ပါဗီဒီယိုရိုက်တတ်တာဒီမှာပါအကောင်ကလည်းမရှိတော့ကျွန်တော်ပေါ်တက်ဖို့ပဲစဉ်းစားလိုက်ပါတယ်အမပရိုကိုပြီးတော့ပေါ်ရောက်တဲ့အချိန်မှာ iron ကိုကျွန်တော်မတွေ့ဘူးကျွန်တော်မျက်စိကအရင်ကောင်းတယ်အောင်နေကုန်လို့ပြောင်းတူးလိုက်တယ်တော့တရုံးညံတာလေးကိုထပ်ပြီးတူးလိုက်ပါတယ်ပြီးတော့ပေါ်က iron လေးကိုတူးပါလားမတူးမလားလည်းမသိတော့ကျွန်တော်လည်းပြင်းလို့ဆိုမတူးပါဘူးမတူးပြီးတော့ credit very ရှူပြီးကျွန်တော်တက်ပါတယ်အခုစီးပြီပေါ့ဒါကတော့နေတာဒါရီပြန်ဖြတ်ပြီးတကားကိုပြန်ရှပြီးတော့ဒီမှာ play store တွေရှူတယ်ပြီးတော့ကျွန်တော်ဒီက
Blister လို့ရေး play roll လို့ရေးထားရင်ပဲတုံချောင်းကြီးကိုကျွန်တော်ရှူပါတယ်ရှူပြီးကျွန်တော်အဘော်တက်စီတော့ဖို့တော့လိုက်ပါတယ်ပြီးကျွန်တော်မီးဆွဲသွားပါမီးဆွဲသွားရော play roll တွေတစ်ခုနဲ့တစ်ခုပေါင်းလို့မရရဲ့အဲ့မှာ17လို့ရေးတာဘာလို့လဲကျွန်တော်ကဒါပေမဲ့ထားလိုက်ပါဒါပဲခရလိုက်ပြီးတော့ဒီမှာ chest တစ်ခုယူလိုက်ပါတယ်အဲ့မှာကိုယ်ရင်အများကြီးဆိုကျွန်တော်လည်းအဲ့တန်းပြည့်နေရတယ်ဒီကဒုတ်တီမပြစ်ချပဲကျန်တဲ့ပစ္စည်းတွေကုန်ပြစ်ချလိုက်ရတယ်တဲ့အမှကျွန်တော်ကတော့ line လက်နေတယ်ဘာပြစ်ချမှလည်းမသိတော့ဘူးရန်XP ပြစ်ချပြီးတော့ credit တွေရောရှူပြီး furnace ကိုရှူပြီး credit တွေနဲ့ရှာလိုက်ပါဒီပေါ်မှာ credit တွေပဲထားလိုက်ပြီးတော့ iron တွေပါရတာအကျူပါလိုက်ပြီးတော့ကျွန်တော်အပေါ်တက်ဖို့စဉ်းစားပါတယ်မဟာအုံနောက်နဲ့ပြီးတော့မီးတောင်မအောင်ကျွန်တော်မသိချလိုက်တယ်အမှမီးဆွဲရောပြီးတော့တသားတော့ရော့ပါတယ်ညကျွန်တော်ဘလော့တွေစစ်မီးကိုပို့တက်တယ်ပေါ်မှာကြောက်လုံးတုံးပိတ်လို့ဖြတ်လိုက်ပြီးတော့ပိတ်နေတဲ့ဟာအကုန်ရှိုးဖြတ်တယ်ထပ်ပြီးတော့အပေါ်ကကြောက်လုံးနဲ့မအောင်ဖားနေစကိုယူလိုက်ပါတယ်ပြီးခိုးကိုလည်းယူလိုက်ပါတယ်ပြီးတော့ဒီတွေကကိုးတွေရောကိုးရနက်ကတန်တွေရောကိုးတယ်ကိုလို့ရှိမှကိုယူပါတယ်ပြီးတော့အနာတော်ကုန်တက်မှန်တုတ်တွေရှာပြီးတော့လူရဲပစ္စည်းကုန်မှာပြီးတော့ရွှေကိုရနက်ကနက်ဒီဦးထုပ်ဒီပြီးစော့တီကုန်ယူပါပြီးတော့စော့တစ်ခုကြံခဲ့ပါပြီးတော့ကျွန်တော်မစင်းစားမိရတစ်ခုချီနေပါပြီးတော့ကျွန်တော်အဲ့မှာလူရဲဟာတွေရွှေတွေတော့ခရက်ပါဒီကတော့ကျွန်တော်မှမရှိသေးတဲ့အမိုက်ခရက်လိုက်တော့ပစိန်ရောခရက်လိုက်တယ်ဒီအမိုက်တက်လိုက်တယ်ကျွန်တော်အာဝါပြည့်ရှူရတယ်ပြီးတော့ဒီကပထောတွေတူးနေအချိန်ကျွန်တော်ခရက်ဟိုဘာယူသွားဖြစ်တော့အိုက်တန်ကြီးကကောင်းကျွန်တော်စီပြန်ပါကျွန်တော်ကိုစဉ်းစားမိမရအုံးတော့မှဘာတွေးရမသိအဲ့တော့ကျွန်တော်လည်းဒီမှာမလိုတဲ့ပစ္စည်းတွေကိုကိုရနက်ကနက်တွေကိုရဆော့တွေအကုန်ထည့်ပြီးတော့လိုတဲ့ပစ္စည်းတော့ပဲယူပြီးတော့ကျွန်တော်လက်ပို့ဆုံးရက်လိုက်ပဲပြီးတော့ကျွန်တော်ရှာကြည့်ရတဲ့အချိန်မှာ2 friend နဲ့ဘလော့တစ်ခုတူးထားလိုက်အောက်မှာလည်းထပ်ပြီးတူးတဲ့အချိန်မှာကျွန်တော်ပြုတ်ကြပါပဲပြီးတော့အမအမ်ဘော်တဲကိုတွေ့ပါတယ်အမ်ဘော်တဲကိုတွေ့တဲ့အချိန်မှာပဲကျွန်တော်စနှောင်းမှာတင်ထားတဲ့ bleach rod တွေကိုထည့်ဖို့ဆုံးဖြတ်လိုက်ပြီးတော့အဲ့ထဲကိုလာပိုင်းတုံကြီးထည့်လိုက်ပါပြီးတော့ bleach rod တွေရော bleach rod တွေထည့်ပါတယ်ပြီးတော့ဒီသူကျွန်တော်အားလုံးမှားပြီးထည့်မိတယ်ပြီးတော့ကျွန်တော်မသိတာဗျာကျွန်တော်တို့တွေအကုန်ပြည့်တယ်ထင်ပြီးတော့ရှောက်ထည့်လိုက်တာတခုလုံးကဲအဲ့တော့အားလုံးထည့်လိုက်တယ်
ပြီးတော့ကျွန်တော်အခုအာရုံထဲကိုပဲဆုံးပြလိုက်တယ်ပက်ကဒီပါထားရင်လည်းတိုးတိုးမို့ဖြစ်နေမှာဆိုလို့အာရုံထဲလိုက်ထည့်ပြီးခုံချလိုက်တယ်ပြခုံချတော့အောက်မှာပြရီရောလာပါတယ်ပြီးတော့ကျွန်တော်ပြစ်ချလိုက်တယ်ဒါကြီးကလည်းမသိဘူးအဲ့တော့ကျွန်တော်လည်းကြောင်လာဖားများလဲတဲ့အရှိမတဲ့အန်နာဒရောမရှိဘဲနဲ့စတာဆိုရေးတယ်စတက်ဆိုရေးတာပြီးတော့ iron cooler လေးရှာတယ်ကျွန်တော်တွေးယူရတဲ့အချိန်မရှာပါဘူးဗျာဂိုးတွေကိုရေးရွှေတွေကိုရေးရွှေတယ်ပြီးပေါ်မှာတိုက်ထောင်လိုက်တယ်တိုင်ထောင်ပြီးတော့ကျုံးစီရင်လိုက်တယ်ပထမတစ်ခါကိုကျုံးနေစီပြီးတော့ခုံလို့မရဘူးပြီးတော့ဘလော့ကနည်းနည်းပါးဖြတ်လိုက်တယ်ပြီးတော့အန်နာတော်ကအကြီးကိုသူ့ကြီးကိုတွေ့တယ်ဒီလောက်ဆိုရပြီဆိုကျုံးကိုစဉ်းစားလိုက်တယ်7မိနစ်ကြာတယ်ပစ်ကနေတော့ကြတယ်ကျွန်တော်ပြီးတော့ဆော့ရတယ်အတကြီးဆိုတော့ကျွန်တော်မကျုံးရှင်ကြကိုရအခနဲ့ပဲကျုံးစဉ်းစားလိုက်ကိုရအနဲ့ပဲကျုံးကွာဆိုစတိုက်ကျုံးနေအဲ့တော့ကိုလည်းတော့နေစားရောက်နောက်တဲ့တော့ကြတော့ကျွန်တော်လေဘလော့တွေကိုထုံးထန်တိုင်းတူးပြီးတော့ခုံကြီးရောချဖို့စဉ်းစားလိုက်ပဲပြီးတော့ကျွန်တော်ပက်ကက်လေးကိုကိုင်းရှင်သွားစားလိုက်ပြီးတော့ဆုံးလည်းမတက်ဘူးပက်ကက်နဲ့ခုံတက်လို့စဉ်းစားလိုက်မယ်ပက်ကက်နဲ့ခုံတက်တာပက်ကက်ကြီးကျိုးသွားပါတယ်အားလုံးကလည်းမသေးပါတဲ့အတွက်ကြောင့်ထိုင်းမူးစော့နဲ့ပြန်တက်လိုက်ပါတယ်ခရပ်ဖို့လုပ်နေပြီခရပ်လို့မရတော့ပါထူးတယ်ဆိုပြီးတော့စော့နဲ့တက်ဖို့လုပ်လိုက်အဲ့တော့နောက်ဆုံးတော့တိတ်သွားခဲ့ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုကတော့ပြီးဆုံးသွားပါပြီအဲ့တော့ကျွန်တော်ရဲ့ channel လေး like ပဲကြည့်ရှုပေးရတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်တောင်းဆိုချင်တာတခုရှိပါတယ်ကျွန်တော် channel က subscriber 300ရှိတယ်ဘိုင်းအားလုံးပဲဘိုင်းကျွန်တော် channel ကိုလည်း subscribe လုပ်ပြီးတော့ပို့မမေ့ကြပါနဲ့အားလုံးပဲဘိုင်း